Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လုပ်ပြမယ့်ကိတ်ကလေးကတော့ထူးထူးဆန်းဆန်းလေးပေါ့နော်မမင်းအတွက်ကတော့ထူးထူးဆန်းဆန်းလေးပါပဲရှင်ကြည့်ပေးကြအောင်နော်အရန်လှလို့ပါရှင်သူကကြတော့မမင်းကကိတ်ကိုခရင်ပတ်ပြီးလို့ရှိရင်ချောတာပြီးပြီဆိုလို့ရှိရင်တော့ပိန်းမရက်သေးတဲ့အစီနဲ့ခရင်တော့ပိန်းခရင်နဲ့နည်းနည်းလေးကိုလိုချင်တဲ့အနေထားလေးကိုအောက်ထက်ထိစီးကြတာလည်းမလိုချင်ဘူးအဲ့လိုမျိုးပုံစံလေးလောက်ထားလိုက်တယ်ပေါ့နော်ပြီးတော့စီးကြတဲ့ပုံစံလေးကိုလုံးလိုက်ပါတယ်အောက်ကိုလည်းအဲ့လိုပဲပေါ့နော်နည်းနည်းအကြီးပျော်လေးနဲ့အကြီးဖြော်ပြီးတော့လုံးလိုက်တယ်ပေါ့ရှင်သူ့ရဲ့ဘေးလိန်သားလေးတွေကိုတော့ queen size chocolate ထဲကိုအနက်ရောင်လေးထည့်ပြီးတော့အဲ့လိုအနက်ရောင်လေးနဲ့ဆက်ပြီးမှအဲ့လိုလေးပါတယ်ဘေးလိန်သားလေးတွေဆွဲပစ်လိုက်တယ်ပေါ့နော်လှရှင်မမေလောက်ထားတာဒါလေးကငါးလက်မကိတ်ကလေးနော်ငါးလက်မကိတ်ကလေးပဲလဲလှပါတယ်ရှင်တမူထူးဆန်းတဲ့ကိတ်ပုံစံလေးပေါ့နော်ချီရတဲ့ကကလေးကဒီလိုလေးလုပ်ချင်တယ်ဆိုလို့မမင်းကလုပ်ပေးထားလိုက်ပါလေရှင်ကကလေးရဲ့စိတ်တင်းချပေါ့နော် 3D ပုံစံလေးဆိုတော့လှပနေတော့ငါလည်းမကိတ်ကလေးပဲမဲ့လဲထက်ထက်လေးနဲ့လှတယ်ပေါ့ရှင်မမင်းစီမှာလည်းအမြဲတမ်းမှယူအားပေးလို့လဲကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်မွေးနေ့တွေမှာလည်းရွှေစည်းကွင်းမွေးနေ့ကိတ်ကိုသတိရပေးပါလို့ပြောပြချင်ပါတယ်ရှင်အခုတော့ပြီးပါပြီအားလုံးကိုဘိုင်ဘိုင်